ဒါတော့ပိတ်ပိတ်ရှင်နေတော့ဝင်းကုန်တော့မှကြည်နေရမင်းအကုန်လုံးနဲ့ငါကလေးကိုအဲ့ဒါတောက်ချင်တော်ကြီးဟောတောက်ချင်တော်ကြီးဟောဒါချင်တော်ကြီးတောက်ချင်တော်တော့ကိုကြီးချင်အောင်ကိုရချုံတော့အော်ခလာဟာဝိလဲမချတော့ဩကားဝိချနောက်ဆုံးဟိုနောက်ဆုံးလက်ချဒူးချဆုပ်နောက်ဆုံးဆုပ်လက်ချဒူးချရောင်ချနဘူးချပါရှိကိုပါညဆုံးလက်ချဒူးချတောင်းချဘူလာရောအော်ခလာချိုလို့ဘူးဆိုရမှာတော့ကိုကြီးချိုဒါကိုရချုံတော့ကိုရချုံအော်ကာတာဘုန်းကြီးလည်းဆိုဘေးကတားလာကြည့်အော်ကာတာလက်ချိုတို့အော်ကာတာလက်ချိုဒါရှောင်းကန်တဲ့နောက်ဆုံးအော်ကာတာလက်ချိုအော်လက်ချိုအော်ကာတာလက်ချိုအော်ကာတာလက်ချိုဘယ်လိုဆိုရမှာတော့အော်ကာတာနောက်ဆုံးမင်းကိုရနောက်ဆုံးဘုန်းကြီးဘယ်လိုဆောင်ပြောတာအော်ကာတာအဲ့လိုကုန်ကုန်မနေအောင်လို့ပြောအော်ကာတာအော်ကာတာရေးဆိုရမှာဟမ်အော်ကာတာရေးဆိုရမှာအော်ကာတာဆိုဘယ်လိုဆိုရမှာပြောအော်ကာတာရေးဆိုရမှာအော်ကာယကအော်ကာတာဟာမနာကဆိုမှာသုံးကဩဩကာတာသုံးကပြီးတော့တာလည်းကကာယကဟာဩကာတာကာယကဩကာတာလည်းကူဟောသုံးခုဩကာတာဩကာတာအမလေးကဩကာတာတာလည်းကဝစီကတာလည်းကလည်းကိုရဝစီကာယကဆိုဘုန်းကြီးဝစီကလေဝစီကမနောကကရဝစီကတယ်မဝစီကမနောကဝစီကလေဝစီကမနောကဝစီကမနောကရဝစီကမနောကအခုဝစီကချင်းနော်ဆိုတော့ကကာတာတာလည်းကဝစီရအမတာလည်းကပါပြီကာတာလည်းကဝစီကမဲလောကတပါလောတာကတဲ့လောလေကာတာခတ်သိန်းတော့ဆိုလေးကိုရအပြည့်တို့ကိုဆိုလိုက်သမှာတပါးလဲပုံရဆိုပုံလိုက်ဆိုကဲဆိုလို့ကာတာကာယကကာတာလို့ဆိုဝစီကအခုဘယ်လိုဆိုမှာကာတာဟမ်ကာတာကျေဘူးอ่ะဘယ်လိုဆိုမှာကျေဘူးမဆိုဘူးကာယကကျော်ဆိုမလို့ကာတာကျော်လို့ဟာဆိုပြီကာတာကာယကကျော်လို့ကာယကကျော်ကာတာကဲလို့ကာတာ